ခုဒီ plugin ကို install လုပ်နည်းဆက်တော့ရအောင်ကောင်းပြီကျွန်တော်တို့ download လုပ်ထားတဲ့ file ကို zip ဖြည့်မယ်ပေါ့နော်ဟုတ်ပြီ zip ဖြည့်လို့ရတဲ့ folder တွေကိုဆက်ပြီးတော့ဝင်မယ်ဒီခုကျွန်တော်ဝင်တဲ့အတိုင်းလေးဆက်ပြီးတော့အစင်းစင်းဝင်လာခဲ့တယ်ပေါ့နော်အဲ့လိုဝင်လာခဲ့မယ်ဆိုရင်ဒီအနေထားရောက်ပြီဒီကောင်လေးကို run as နဲ့ပြန် run လိုက်မယ်ဒီကောင်ကြောင့်နောက်ထပ် extract ပြန်လုပ်ပေးရတယ်ဟုတ်ပြီထပ်ပြီးတော့ဖြည့်လို့ရတဲ့ folder တွေကဒီ install ဆိုတဲ့ဒီကောင်လေးကိုဒီ folder လေးကိုပေါ့နော်ဒီကောင်လေးကိုဝင်မယ်ဝင်ပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့ဒီ effect ဆိုတဲ့ထဲကနေပြီးတော့ဒီကျွန်တော်နံပါတ်4ခုမြောက်ဒီကောင်လေးကိုကျွန်တော်ရွေးချယ်လိုက်တယ်ပေါ့နော်ရွေးချယ်ပြီးဖွင့်လိုက်တယ်ဖွင့်ပြီးတော့အမှာ right click နေပြီးတော့ထပ်ပြီးတော့ run as နဲ့ထပ် run လိုက်မယ်ပြီး next စသဖြင့်ဒီမှာကိုယ့်ရဲ့ဘယ်လောက် bit လဲဆိုတာကိုကြည့်ပြီးတော့ရွေးချယ်လိုက်ပါနော်ရွေးပြီး next install ပေါ့နော်အမှာ finish နေခင်အောက်ကိုခဏဆွဲချပြီးတော့အပေါ်က R2 R folder ထဲကဒီကောင်လေးကိုပြန် run မယ် keygen file လေးဟုတ်ပြီ run လိုက်ပြီဒီနေရာမှာကျွန်တော်တို့ဒီသူ့ရဲ့ version ကိုကျွန်တော်ရွေးချယ်ပြီးတော့ဒီနေရာမှာ email ရိုက်ထည့်လိုက်ပြီgenerate နှိပ်လိုက်ပြီနှိပ်လိုက်တဲ့အချိန်မှာဒီလမ်းကြောင်းကိုမှတ်ထားမှာဖြစ်ပါတယ် local disk c ထဲက program file ထဲက command file ထဲက vst2 ထဲကိုကျွန်တော်တင်လိုက်ပြီဟုတ်ပြီဒီမှာလဲ license have been generated ဖြစ်နေပါเนาะတို့ပေမဲ့ဒီကောင်မပြည့်စုံသေးပါဘူးအဲ့တော့ကိုယ့်ရဲ့ DAW ကိုပြန်ဖွင့်ဖို့အတွက်ဒီကောင်ခဏပိတ်လိုက်မယ်ဒီကောင်นี่ပြန်ပိတ်လိုက်မယ်ဒီကောင် finish ခဏနှိပ်လိုက်တော့မယ်ပြီးရင် DAW တစ်ခုဖွင့်လိုက်ပါเนาะကျွန်တော်ရှိမှာ miss crash ရဲ့ဖွင့်လိုက်ပြီဟုတ်ပြီသူ့လမ်းကြောင်းတိုင်းဝင်ထားပြီပေါ့နော်ဒါတွေတော့တိတ်စိတ်ပြောတော့ဦးဒီမှာ effect ထဲတဲ့နေရာခေါ်လိုက်ပြီဟုတ်ပြီခေါ်လိုက်ချိန်မှာဆော့ဆော့က version ကိုနှိပ်လိုက်တယ်ဒီမှာ space spring ဟုတ်ပြီဒီကောင်လေးကိုနှိပ်လိုက်ပြီနှိပ်လိုက်ချိန်မှာသူက license ကထပ်ပြီးတော့အတီးပြုပြီးဖို့ဒီကောင်လေးနှိပ်ရအောင်မယ်ဟုတ်ပြီခဏတိန်းထားတဲ့လမ်းကြောင်း local disk c program file ထဲက command file ထဲကဒီမှာ vst ထဲကိုကျွန်တော်လာလုပ်တဲ့ချိန်မှာဒီမှာတိန်းထားတဲ့နေရာတွေ့ပြီဒီကောင်လေးကိုနှိပ်ပြီးလိုက်ပါပြီးရင် open ပြန်နှိပ်ပြီးလိုက်ပါဒါဆိုရင် license ကတခုလိုမျိုးအတီးပြုသွားပြီပေါ့နော်အတီးပြုသွားပြီဖြစ်တဲ့အတွက်ဒီ software ကိုဒေါ်ထဲမှာတုံးလို့ရသွားပြီပေါ့နော်ဟုတ်ပြီကျေးဇူးကြကပါဆိုင်ငယ်ကောင်းမြတ်မိဆောင်အောင်လေနောက်ပိုင်းမှာပြန်ဆောင်ရအောင်